哈利路亚！第二天高面的讲过，讲到人的龙哪里个看啥呀？这个讲到人家阿用，讲到人阿年阿用的，พญาตะเกง啊，讲到人的龙哪里个看啥不？阿路西话的，那龙哪个记得พญา，那龙哪个面的พญา，看见那龙哪边พญาตะเกง个看啥吧？哈利路亚！พญาตะเกง高面吧的，讲到คนน่ะเสียอุชิสามองอ่ะပြောပါတယ်မယုံဘူးတဲ့ဒီကိုလာဖို့ကျွန်တော်လည်းမယုံပါဘူးကျွန်တော်ဆရာမကပြောပါတယ်ဆရာဆိုအမေရိကန်သွားမယ်တဲ့ကျွန်တော်လိုဘိန်းစားကျွန်တော်လိုဘာမဟုတ်တဲ့လူကအမေရိကန်သွားမယ်ဆိုတော့ဆရာမကြီးကျွန်တော်ကိုပုံပြောပြီးထင်တယ်လို့ကျွန်တော်အဲ့လိုထင်ပါတယ်ရင်မခုံပါဘူးအမှန်တိုင်းပြောတာပါသူများတွေအမေရိကန်သွားမယ်ဆိုတအားရင်ခုံတယ်ကျွန်တော်ရင်မခုံဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့အခြေအနေကိုကျွန်တော်သိလို့ဒါပေမဲ့ဘုရားသခင်ကကောင်းမြတ်တယ်ဆိုတဲ့အကြောင်းကိုနှလုံးသားနဲ့မြင်လာတဲ့အခါမှာဘုရားသခင်အံ့ဩဖွယ်အမှုကိုတကယ်ခံစားရတယ်အာမင်အဲ့ဒီဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုခမည်းရဲ့သက်တာမှာခံစားဖို့ဘုရားသခင်ဒီကနေ့ညအလိုရှိတယ်ခမည်းနှလုံးသားနဲ့ဘုရားသခင်ကိုမြင်ပါခမည်းနှလုံးသားနဲ့ဘုရားသခင်ကိုကြည့်ပါဘုရားသခင်ကအဲ့ဒီနှလုံးသားကိုသက်သေပြုဖို့မျှော်လင့်နေတယ်ခမည်းခရိယန်ဘာသာဖြစ်လို့ဘုရားသခင်မြင်တာမဟုတ်ဘူးနော်ခမည်းယေရှုကိုသိလို့ဘုရားသခင်မြင်တာမဟုတ်ဘူးနော်ယေရှုရှိတဲ့နှလုံးသားကိုပဲဘုရားသခင်ကသိတာဘာဖြစ်လို့လဲယေရှုအဖြစ်ဘုရားသခင်ကအားလုံးကိုကောင်းချီးပေးခြင်းနဲ့ယေရှုအဖြစ်ဘုရားသခင်အားလုံးကိုသက်သေပြုခြင်းနဲ့ဒါကြောင့်သင်ယေရှုကိုသိဖို့လားသင်ယေရှုနဲ့ရှိဖို့လားယေရှုနဲ့ရှိဖို့လိုပါတယ်တမန်ကျမ်းစာတစ်ပိုက်ကိုဖတ်ခြင်းပါတယ်ဘုရားသခင်ဒီကြီးတော်မှုစစ်ရွေမကုံနိုင်တော်မှုရေတွက်ရမဆုံးအံ့ဩဖွယ်အမှုတို့ကိုပြုတော်မူ၏ဒီကနေ့ညကျွန်တော်ညီကိုမောင်မမိဘတွေနဲ့ကျွန်တော်နှုတ်ကပတ်တော်အနေငယ်လေးကိုခေါ်ယူခြင်းနဲ့ခေါင်းစဉ်ကတင်းရဲ့အခြေအနေကိုဒီထက်မကပြောင်းလဲခြင်းနဲ့ဆိုရင်အဲ့ဒီအခြေအနေကိုပြောင်းလဲနိုင်တဲ့ဘုရားသခင်ကိုတင်းဒီထက်မကတုံ့ပြန်ပြီးတော့မှအသက်ရှင်ပါဘုရားသခင်ကအရာလုံးစုံကိုအံ့ဩဖွယ်အမှုပြုနိုင်တော်သူဖြစ်တော်ကြောင့်သင်ယေရှုကိုယုံကြည်တဲ့သူဖြစ်တယ်ဆိုရင်သင်ရဲ့တက်တာသင်ရဲ့ခြင်းနဲ့ဒီထက်မကပြောင်းလဲပြီးတော့မှထူးခြားပြီးတော့မှဘုရားကောင်းမြတ်ခြင်းအကြောင်းကိုစီးဆင်းစေလိုတဲ့ဆိုရင်သင်ကိုယ်တိုင်အဲ့ဒီအခြေအနေကိုပြောင်းလဲစေနိုင်တဲ့ဘုရားသခင်ကိုတိုး၍ဝန်ခံပြီးတော့မှအသက်ရှင်ပါသင်ဘယ်နေရာမှာရှိရဲဆိုတော့ဘုရားသခင်မသိပါဘူးတင်းနှလုံးသားကဘုရားသခင်ကိုဘလောက်ချစ်ပြီးတော့မှဘလောက်ဝန်ခံပြီးတော့မှဘယ်လိုအသက်ရှင်နေလဲဆိုတော့ဘုရားသခင်အဲ့ဒီအပေါ်မှာသက်သေပြုပါတယ်တမန်ကျမ်းစာတွေကလူငယ်လေးတယောက်အကြောင်းကိုပြောချင်ပါဒီကနေ့လူငယ်တွေကိုဘုရားသခင်ကအနာဂတ်အတွက်ထူးခြားပြီးတော့မှပြောင်းလဲတဲ့ဘဝအသက်တာနဲ့အံ့ဩဖွယ်အမှုကိုပြုဖို့တဲ့ဘုရားသခင်ခင်ဗျားတို့ကိုမျှော်လင့်နေတယ်လူငယ်တွေကဒီကနေ့ကျွန်တော်ပျော်ဖို့လူငယ်တွေဒီကနေ့ကျွန်တော်ရဲ့ feeling နဲ့ပဲကျွန်တော်သက်ရှင်ဖို့ဘုရားသခင်အဲ့လိုကျွန်တော်ကိုအလိုမရှိပါဘူးခင်ဗျားဒီကနေ့အမေရိကန်ကိုရောက်နေတာခင်ဗျားအေးစစ်စစ်နေပြီးတော့မှခင်ဗျားအသက်ရှင်ခြင်းကိုခင်ဗျားစိတ်ကြိုက်သွားဖို့မဟုတ်ဘူးဘုရားသခင်ဒီနေရာမှာခင်ဗျားကိုအကြံစီရှိတဲ့အတွက်ကြောင့်ဖြစ်တယ်ဘုရားသခင်ခင်ဗျားကိုဒီနေရာမှာကြည်ရမှုပြုခြင်းလို့ဖြစ်တယ်ခင်ဗျားမတော်တဆရုပ်တရက်ဒီအမေရိကန်ကိုရောက်လာတာမဟုတ်ဘူးခင်ဗျားတို့ချင်းပြည်နယ်မှာအရင်ဆုံးဘုရားရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုစီးဆင်းစေတဲ့ဆရာသမားရှိပါတယ်အဲ့ဒါကတော့ဆရာအာသာကဆင်ဖြစ်ပါတယ်ဒီကနေ့ခင်ဗျားတို့ချင်းနေကျွန်တော်ဒီကနေ့လူမျိုးတွေအမေရိကပြန်ရောက်နေပြီတစ်ချိန်ကဒီအမေရိကလူကကျွန်တော်စီကိုလာပြီးတော့တာနာပြုရတယ်ဒီကနေ့အဲ့ဒီလူတွေကအမေရိကမှာပြန်တာနာပြုရမယ်အဲ့ဒီတောင်းဝန်ကိုခင်ဗျားတို့လူငယ်တွေပေါ်မှာဘုရားသခင်ကဒီကနေ့မျှော်လင့်နေတယ်ဒါကြောင့်ဘုရားသခင်ကရေတွက်ရမဆုံးကြီးတော်မှုကိုပြုဖို့အတွက်ကျွန်တော်တို့ကိုမျှော်လင့်နေတယ်ဒါကြောင့်ဒီကနေ့လူငယ်တွေကျွန်တော်ငယ်ငယ်နှုတ်ပြောတဲ့လူငယ်တွေကျွန်တော်ရဲ့အသက်ရှင်ခြင်းကဘုရားသခင်ဒီထက်မကထူးခြားတဲ့အသက်တာနဲ့သက်သေပြုဖို့အတွက်ကျွန်တော်တို့ကိုအလိုရှိတယ်။ဒါကြောင့်ဘုရားသခင်ကရေတွက်ရမဆုံးတဲ့အမှုကိုပြုနိုင်တယ်။ကြီးတဲ့အမှုကိုပြုနိုင်တယ်။အော်တဲ့အမှုကိုပြုနိုင်တယ်။ဒီကနေ့ကျွန်တော်ဒီနေရာမှာဘုရားကောင်းမြတ်ခြင်းအကြောင်းပြောတာမယုံနိုင်စရာပါပဲ။ဘာဖြစ်လို့လဲ။လွန်ခဲ့တဲ့တစ်ချိန်လုံးကကျွန်တော်ကဘိန်းဖြူနစ်ချိုက်တုံးဆွဲပြီးတော့တွေးကြောထဲမှာထိုးတွင်းပြီးတော့မှနောက်ဆုံးတေရမယ့်ခြေတွေထိရောက်နေတဲ့အချိန်မှာ
မိခင်ရဲ့ဆုတောင်းတန်ကိုဖခင်ကနားထောင်ပြီးတော့မှ1992ခုနှစ်မှာ MIC ကိုပို့တယ်ကျွန်တော်ဆရာကြီးဖြစ်တဲ့ဒေါက်တာဒေးဗစ်ဂျုံးကကျွန်တော်ကိုပြောတယ်မင်းကငါမကယ်နိုင်ဘူးတဲ့ဒါပေမဲ့ငါ့ကိုကယ်တဲ့ယေရှုကတော့မင်းကိုကယ်နိုင်ကြအဲ့ဒီယေရှုနဲ့မင်းကငါမိတ်ဆက်ပေးမယ်အဲ့ဒီယေရှုကိုယုံကြည်တော့မင်းရဲ့သက်တာကိုသူ့ကိုအပ်လိုက်မယ်ဆိုရင်မင်းရဲ့သက်တာထဲမှာကြည်တော်မူအောင်ပွဲရေတွဲမဆုံးတဲ့အမှုကိုပြုမယ်တဲ့အာမင်စေတိတ်ပံပညာရှင်တွေကပြောပါတယ်နံပါတ်4ဆွဲနေတဲ့လူငယ်တယောက်ကဘဝအသက်တာအသက်လူတစ်ဖြစ်ဖို့ဆိုရင်အဲ့ဒီလူငယ်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးတွေကြောက်ကတ်တွေနှလုံးတွေအသေးတွေအထဲမှာရှိတဲ့ကလေးစားတွေကိုအကုန်ထုတ်လိုက် brand new တစ်စုံပြန်ထည့်အဲ့ဒါမှအဲ့ဒီလူကလူတစ်ဖြစ်မယ်တဲ့စေတိတ်ပံပညာကပြောပါတယ်ဒီကနေ့ဘုရားတခင်ကအောက်ပွဲအမှုပြုပါတယ် brand new တစ်စုံလဲစရာမလိုပါဘူးယေရှုရှိလာတဲ့အခါမှာထိုသူရဲ့သက်တာကအောက်ပွဲဖြစ်လာပါတယ်ဒီကနေ့ဘုရားတို့ဆရာလံဘူးသူပြောပါတယ်ကက်စီနိုလောင်းကစားလူမိုက်အကုန်လုပ်တယ်တဲ့ဘုရားတခင်သူ့ကိုပြောင်းလဲစေတဲ့အခါမှာအောက်ပွဲဖြစ်လာပါတယ်ညီကောင်မောင်တို့ကျွန်တော်ရဲ့သက်တာလည်းအဲ့လိုပါပဲဘိန်းစားနံပါတ်4သမားလမ်းဘေးမှာလူဘဒူးမှဂယုမဆိုင်တဲ့ဘဒူးမှလူရဲတော့မတတ်မှတ်တဲ့ခွေးတော်မှသေရင်ချက်စားလို့ရတယ်ဘိန်းစားသေဘဒူးမှဂယုမဆိုင်ဘူးအဲ့ဒါလို့အချိန်တွေကယေရှုရလာတဲ့အခါမှာဘုရားသခင်အောက်ဝယ်အမှုပြုတယ်ဘုရားသခင်အောက်ဝယ်အမှုပြုတယ်တမန်ချမ်းသာတွေကလူငယ်ကလည်းသူ့ရဲ့ဘဝအသက်တာအချိန်တွေကိုထူးခြားပြောင်းလဲစေဖို့အတွက်အချိန်တွေကိုပြောင်းလဲစေတဲ့ဘုရားသခင်ကိုသူအားပြုပြီးတော့မှအသက်ရှင်တယ်ယောသ19နှစ်မှာညီကိုရဲ့ရောင်းစားခြင်းခံရတယ်ခင်ဗျားဒီကနေ့ပတ်ဝန်းကျင်မှာခင်ဗျားတယောက်တည်းအထီးကျနေသလားမစိုးရိမ်ပါနဲ့ခင်ဗျားကိုဖြစ်ပယ်နေလားမစိုးရိမ်ပါနဲ့ခင်ဗျားဘုရားသခင်စီလာဖို့အရေးကြီးပါတယ်ယောသဟာသူ့ညီကိုမောင်မတွေရောင်းစားခြင်းခံရပြီလို့ညာလဲသူ့ရဲ့အသက်တာထဲမှာသူ့ရဲ့အချိန်တွေကိုပြောင်းလဲပေးနိုင်တဲ့ဘုရားကိုသူမျက်မှောက်ပြုတယ်ဒီကနေ့ညီကိုမောင်မတွေဘုရားကိုသိတာပဲမလုပ်ပါနဲ့ဘုရားနဲ့အတူတူအသက်ရှင်တဲ့သက်တာကိုမဲ့မောပါဘုရားနဲ့အတူတူအသက်ရှင်တဲ့သက်တာကိုဆာငတ်ပါခင်ဗျားတို့တနားလုံးဒေါ်လာ20ရတယ်ဒေါ်လာ30ရတယ်အဲ့ဒါကိုမဲ့မောတယ်အဲ့ဒီထိုက်ပုံမဲ့မောနိုင်တာကခင်ဗျားရဲ့သက်တာကိုများစွာပြောင်းလဲပေးနိုင်တဲ့ဘုရားသခင်ကိုချစ်တဲ့စိတ်ဘုရားသခင်ကိုအားကိုးတဲ့စိတ်ကိုပုံမဲ့မောပါဘုရားသခင်အဲ့ဒီပေါ်မှာတက်တည်ပြုပါလိမ့်မယ်ယောသကညီကိုရဲ့ရောင်းစားခြင်းခံရတယ်အထီးကျန်နေရတယ်သူများရဲ့မှာကျွန်ဖြစ်ရတယ်ဒါပေမဲ့ချစ်တော်မိဘညီကိုမောင်မသူ့ရဲ့နှလုံးသားထဲမှာမပြောင်းလဲတဲ့အရာကဘာလဲဆိုတော့အချိန်တွေကိုပြောင်းလဲပေးတဲ့ဘုရားပေါ်မှာအားပြုတဲ့အသက်တာကအံ့ဩဖွယ်ရပဲအံ့ဩဖွယ်ရပဲဘုရားကိုအားပြုတဲ့အသက်တာကခရစ်ယာန်ဘာသာရဲ့သဘာဝမဟုတ်ဘူးနော်ဘုရားရဲ့သဘာဝဒီကနေ့ဘုရားကိုပဲသိပြီးတော့ဘာသာတရားထဲမှာပဲတင်သက်ရှင်နေတယ်ဆိုရင်တင်သက်တာပြောင်းလဲလာမှာမဟုတ်ဘူးထူးခြားလာမှာမဟုတ်ဘူးဘာဖြစ်လို့လဲထူးခြားမှုနဲ့ပြောင်းလဲမှုကဘုရားစီမှာပဲရှိတဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့ဒီဘုရားကိုတင်အားပြုပါယောသကသူများအိမ်မှာကျွန်ဖြစ်နေတဲ့အချိန်မှာဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ဘယ်လိုအနေထားမှာပဲဖြစ်ဖြစ်သူ့ရဲ့အခြေအနေကိုပြောင်းလဲပေးတဲ့ဘုရားကိုသူအားပို့ပြုတယ်အားပို့ပြုတယ်နောက်ဆုံးသူ့ရဲ့တခင်ရဲ့မယားကယောသကချောမောလာပါတဲ့အခါမှာသူ့ကိုသဘောကျပြီးတော့မှသူနဲ့အတူတူဘဝအသက်တာကိုအားပြုဖို့အတွက်ဘဝအသက်တာကိုဖော်ပြဖို့အတွက်ဖိတ်ခေါ်တယ်ယောသဟာသူ့ရဲ့အခြေအနေကိုပြောင်းလဲပေးနေတဲ့ဘုရားသခင်ကိုချစ်ကြောက်ပြီးတော့မှဘုရားကိုအားပြုတဲ့အတွက်ကြောင့်ဒီလောက်ကြီးမားတဲ့အပြစ်ကိုကျွန်တော်ပြုပြီးတော့မှဘုရားရဲ့ရှေ့မှာကျွန်တော်ဘယ်လိုပြစ်မှားနိုင်မလဲဒီကနေ့လူငယ်တွေအဲ့ဒီအသက်ရှင်ခြင်းကိုမဲ့မောရအောင်ဘုရားသခင်ရှေ့မှာရှိတဲ့ကျွန်တော်အသက်တာကိုတန်ဖိုးထားပြီးတော့မှဘုရားသခင်ကိုမျှော်လင့်တဲ့အသက်တာကိုအဲ့လိုအသက်ရှင်မယ်ဆိုရင်ခင်ဗျားရဲ့အသက်တာယောသဟာအဲ့ဒီချိန်မှာဘုရားသခင်ရဲ့စကားတော်ထဲမှာဘုရားရဲ့အသက်တာဘုရားကိုမျက်မှောက်ပြုတော့အသက်မရှင်ဘူးဆိုရင်သူ့ရဲ့ယာတုကဒုတိယလင်တော်မောင်ဆိုတဲ့အရာကိုပဲရမယ်ဒုတိယလင်တော်မောင်ဆိုတဲ့နေရာနဲ့ပဲသူ့ဘဝဆုံးတတ်နိုင်တယ်ခင်ဗျားတို့ကျွန်တော်တို့ဒုတိယလင်တော်မောင်ဆိုတဲ့နေရာမှာဆုံးတတ်ဖို့မလုပ်ပါနဲ့ဘုရားစကားကိုအားပြုတော့အသက်ရှင်လာတဲ့အခါမှာဒုတိယဘယင်ခံဆိုတဲ့နေရာကိုရောက်လာတယ်အချိန်တွေကိုပြောင်းလဲပေးတဲ့ဘုရားကိုခမည်းဝန်ခံပြီးတော့အသက်ရှင်ကြည့်ပါအချိန်တွေကိုပြောင်းလဲပေးနိုင်တဲ့ဘုရားတကယ်ကိုခမည်းအားပြုပါ
အချင်းတွေကိုထူးခြားစွာပြောင်းလဲပေးနိုင်တဲ့ဘုရားသခင်နဲ့တင်းရဲ့သက်တာကိုတိဆောက်ပြီးတော့မှအသက်ရှင်ကြည့်ပါအဲ့ဒီအရာကကျွန်တော်တို့ဘဝအသက်တာအကြီးမားဆုံးသောအရာဖြစ်ပါတယ်ကျွန်တော်ဘိန်းဖြူဆွဲတယ်တွေးကြောထိုးတယ်ကျွန်တော်တကယ်ချင်းကျွန်တော်တေပြီလို့အောင်းမိတယ်တေမဲ့ရုပ်ပါပဲတေမဲ့ရုပ်ပါပဲပြောင်းလဲလာတယ်ပြောင်းလဲလာတဲ့အခါမှာဘုရားရဲ့မြတ်တော်ခံစားတဲ့အခါမှာဟာအိုးဝေရပဲဒီကနေ့ခင်ဗျားတို့ရှေ့မှာကျွန်တော်တို့ဘောင်းမီနဲ့အင်းကြီးနဲ့မင်းသားလို့ဘာလို့နဲ့အရင်ကတော့တွေ့လိုက်ဟာတကယ်ဘိန်းစားပဲတကယ်ခွေးပဲလို့ထင်ကောင်းထင်ပဲဒါမဲ့ဒီနေ့ကျတော့နာမည်အရှက်တက်လိုက်သေးတယ်တိတ်ခါတော်ရတဲ့အမလေးဘိန်းစားပါဘိန်းစားဒါမဲ့ရေတွဲရမစွာအောက်ပွဲမှုပြီးပဲဘုရားတကယ်ကိုချစ်လာတဲ့အခါမှာအဲ့ဒီဘုရားကိုအားပြုလာတဲ့အခါမှာအောက်ပွဲမှုဖြစ်လာပါတယ်ချစ်တော်ညီကိုမောင်နှမတို့အဲ့ဒီဘုရားကောင်းမြတ်ခြင်းကဒီကနေ့ဒီမှာရှိတဲ့လူငယ်တွေမိဘညီကိုမောင်နှမတွေအားလုံးအတွက်ပါကျွန်တော်တက်တဲ့ခံနေတဲ့သူတွေအတွက်ပဲမဟုတ်ပါဘူးတချင်းဆိုနေတဲ့သူတွေအတွက်ပဲမဟုတ်ပါဘူးကျွန်တော်အားလုံးအတွက်ပါဒါကြောင့်ဘုရားတခင်ကပြောပါတယ်ငါစီကိုလာပါငါစီကိုလာပါနှလုံးသားနဲ့လာပါဒီကနေ့ချစ်တော်ညီကိုမောင်ခင်ဗျားနောင်တရပါခင်ဗျားနှလုံးသားကိုဘုရားတခင်စီကိုအားပြုပြီးတော့သွားပါခင်ဗျားသက်သာမှာဘုရားတခင်ကြီးမားတော့အကြံစီရှိပါတယ်ခင်ဗျားရဲ့ခြေတွေကိုဘုရားတခင်ထူးခြားစွာပြောင်းလဲဖို့အလိုရှိပါတယ်ခင်ဗျားရဲ့ခြေတွေကိုဘုရားတခင်အောင်းဝေရပြုဖို့အတွက်လိုရှိပါတယ်ခင်ဗျားရဲ့အသက်တာအဖြစ်ဘုရားတခင်ကတက်သေးခံကောင်းဖြစ်တဲ့နိုင်ငံတော်အတွက်တက်သေးခံကောင်းဖြစ်ဘုရားတခင်အသက်ကိုလိုရှိပါတယ်အဲ့ဒါခင်ဗျားနှလုံးသားနဲ့လာပါဘုရားကပြောပါတယ်ငါထံတို့လာတော့သူကိုငါအလင်းမပယ်နှလုံးသားနဲ့လာတော့သူကိုငါအလင်းမပယ်ယောသဟာဘယ်အချိန်နေမှာပဲရောက်နှလုံးသားနဲ့ဘုရားတခင်စီလာတဲ့အခါမှာဒုတိယလင်တော်မှာမဟုတ်ဘဲနဲ့ဒုတိယဘုရင်ကံဖြစ်တိုင်းတစ်ပါးမှာသူကအုပ်ချုပ်ပြီးတော့မှဘုရားရဲ့ဘုန်းတော်ကိုတက်တဲ့ခံရတဲ့ခွင့်ကိုရတယ်ဒီနေ့ကျွန်တော်အမေရိကန်ရောက်နေတယ်ဘာအတွက်လဲကျွန်တော်ကောင်းစားဖို့အတွက်ပဲလားကျွန်တော်တို့အဆင်ပြေဖို့အတွက်လားဘုရားသခင်အဲ့ဒီအချမ်းစီနဲ့ခင်ဗျားကိုပို့တာမဟုတ်ဘူးနော်ဘုရားသခင်ကသူ့ရဲ့အသက်ရှင်ခြင်းရဲ့တက်တဲ့အနေနဲ့ခင်ဗျားကိုဒီနေရာမှာအလိုရှိတဲ့အတွက်ကြောင့်ဒီကနေ့ခင်ဗျားအချင်းတွေကိုဘုရားသခင်အောဘယ်ဟာပြုနိုင်ပါတယ်ငါမူကဘုရားသခင်ကိုမျှော်လင့်ပြီးဘုရားသခင်ကြီးကြီးတော်မှုရေတဲ့မဆုံးအောဘယ်တော်အမှုတို့ကိုပြုတော်မူ၏ချစ်တော်မိဘညီကိုမောင်နှမများဒီကနေ့ညခင်ဗျားရဲ့သက်တာကိုဘုရားသခင်ခေါ်ပါတယ်ဒီကနေ့ခင်ဗျားရဲ့သက်တာကိုဘုရားသခင်စကားပြောနေပါတယ်ခင်ဗျားနှလုံးသားထဲမှာနောင်တတွေရပါခင်ဗျားနှလုံးသားထဲမှာခင်ဗျားရဲ့အကြံစီတွေခင်ဗျားရဲ့အကျင့်ဆိုးတွေကိုနောင်တရပါဘုရားသခင်တင့်စီကိုအိုးဘွယ်အမှုပြုဖို့ကိုလည်းတင့်ကိုအကြံစီရှိနေပါတယ်တင့်ကိုလိုတော်ရှိနေပါတယ်တင့်ရဲ့နှလုံးသားနဲ့ဘုရားသခင်စီလာပါတင့်ရဲ့ခြေတွေကိုထူးခြားစွာပြောင်းလဲပေးနေတဲ့ဘုရားသခင်ကိုတင်ပို့၍တုံ့ပြန်ပြီးတော့မှအသက်ရှင်ပါဘုရားသခင်ဒီအောဘွယ်အမှုတို့ကိုတင်းအသက်တာအဖြစ်ပြုတော်မူမယ်အရောက်ရှင်တိုင်းပေါ်နှုတ်ပတ်တော်ပြီဘုရားသခင်ကောင်းချီးပေးပါစေ